ကယူရဲလားဟဲလိုမေခုမှပဲအားလုံးကရှင်းသွားတော့တယ်ဘာလဲမင်းကအရန်ကိုထူးခြားလုံးနေတာပဲဒါပေါ်မင်းကငါသမီးပဲဥစ္စာငါဘဝမှာငါလောက်တော်တဲ့သူမျိုးကိုအမြဲတမ်းမျှော်လင့်ခဲ့တာရှင်ကျမကိုတေဖို့ပြစ်ထားခဲ့တာလေအဲ့ဒါအမှားတစ်ခုပါအဲ့ဒါကိုကြော်ဖြတ်လို့ရပါတယ်ငါသိတယ်ကျမကတော့သဘောမတူဘူးအမှားတစ်ခုလုံးမိခဲ့ပြီးဒီလိုထူးခြားတဲ့အရာတစ်ခုကိုလက်လွတ်ခံခဲ့မိတယ်ငါတို့ကတော်တော်လေးတူကြတာပဲနော်စိတ်မကောင်းပါဘူးမင်းကိုဖတ်ထားလို့ရမလားရပါတယ်ရှင်ကျမကိုဒီ6ထဲကိုတွန်းချမှာမဟုတ်ဘူးမလားမင်းကအရန်ရေရတာပဲကလေးရေအရန်ရေရတာပဲငါသဘောကျတယ်လူအောက်တန်းစားမငဲတဲ့ရ